ထမဦးဆုံးမုံလောက်အို3လုံးလောက်ကိုအခွန်တေချတဲ့နားမယ်ပြီးတော့ပပလေးလေးမယ်မပပလေးလေးအဲ့လိုရှိကြိုင်ရှိလေးအဲ့လိုမျိုးဆောင်းလေးကြိုင်ဆောင်းလေးပေါ့အပြင်အဲ့လိုရေးပြောင်းတစ်ခါပြန်စေပြီးစားလေးဟိုထည့်ပြီးတော့နေပြီးဘာလို့လဲဆိုတော့2ရက်လောက်ဆိုချင်းလေးစားလို့ရပြီဒီမှာစားလေးက2စုံလောက်ထည့်လိုက်ပါတယ်အဲ့လိုတေချာလေးဟိုနေပါတယ်ပြီးဘူးထဲမှာထည့်တယ်ဘာမှမခက်ဘူးလွယ်ဆုံးပဲပြီးစမ်းစီးလေးကိုတေချာထည့်ပြီးထည့်ထားလိုက်တယ်ကွယ်မနောက်ဆုံးမလာခြင်းရပြီ2ရက်လောက်ဆိုစားလို့ရပြီ